ုန်းကြီးတို့မလေးရှားသွားတော့90ခုနှစ်တုန်းကမလေးရှားသွားကွာလာလမ်ပူကအဲ့ဒီဗုဒ္ဓဘာသာမလေးရှားကတရုတ်လူမျိုးတွေသူတို့ကပင့်တာနဲ့အဲ့ဒီသွားတော့ညကြတော့ဘယ်ပို့တော့ဆိုတော့ဒီရန်ကုန်ကဝန်တာမီယာလို့ပေါ့တထေးတွေနေတဲ့ရက်ွက်ကအိမ်ကြီးတအိမ်ကိုပို့တယ်ဘုန်းကြီးတို့ညချိန်ဖို့ဆိုနီပေါ်ဘုန်းကြီးတစ်ပါးနဲ့ဘုန်းကြီးနဲ့အဲ့ဒီတော့အိမ်ကြီးကလည်းကောင်းလိုက်တာဘေးကအိမ်တွေကတော့လူတွေရှိတယ်အဲ့ဒီအိမ်မှာလူတယောက်မှမရှိဘုန်းကြီးတို့ဝင်သွားတယ်ဟာအိမ်ကြီးကလည်းကောင်းကြီးပဲဘယ်သူမှလည်းနေဖို့မရဘူးလို့တယ်လီဖုန်းလည်းရှိတယ်တယ်လီဗီရှင်းတွေလည်းရှိတယ်အကုန်လုံးအစင်နဲ့ကြည့်လိုက်တော့ဘယ်သူမှမနေဘူးဒီရောက်တော့ဘုန်းကြီးတို့ဝင်လိုက်ကြတယ်ဒီအိမ်ကြီးက ghost house များဖြစ်နေတယ်တစ်စီချုပ်တဲ့အိမ်ကြီးများဖြစ်နေမလားတော့စိတ်ထဲမှာတန်တရားဖြစ်ဘုန်းကြီးတွေပဲကြွလာရင်တို့ကလည်းအဲ့ဒီအိမ်သွားထားတယ်တဲ့ဘုန်းကြီးတို့လည်းအဲ့ဒီရောက်တော့အိမ်ပရိတ်လေးပါလေရွတ်ပြီးတော့ဝင်သွားအခန်းတကားတွေဖွင့်တဲ့အခါကျတော့ဘေးပတ်ဝန်းကျင်ကအိမ်ကလူတွေချောင်းကြည့်ကြချောင်းကြည့်တော့ပိုးမတင်ငါဖြစ်သွားဒီအိမ်ကတော့တခုတော့တခုနေမှာပဲလို့ဘုန်းကြီးတို့ကလည်းနှစ်ပါးပေါ့လေအခန်းတစ်ခန်းထဲမှာစုပြီးအိတ်ကြညကြတော့ဂျပန်လူမျိုးတယောက်နဲ့တရုတ်လူမျိုးတယောက်ည10 နာရီလောက်ကြာရောက်လာကြတယ်ဘုန်းကြီးတို့နဲ့တရားဆွေးနွေးသူတို့ကတရားတွေပါမေးတော့ပြောဟောပြီး17 နာရီလောက်ကြာတော့အိယာဝင်ကြတညလုံးဘာမှတော့မဖြစ်ပါဘူးဘုန်းကြီးတို့မနေ့ကျတော့ထူးဆန်းတာလေးတစ်ခုဖြစ်ဘုန်းကြီးတို့မနေ့4 နာရီ5 နာရီဆိုအိယာကထပြီးတော့အဲ့ဒီအခန်းနဲ့ဆက်နေတဲ့ toilet ထဲဝင်ပြီးတော့မျက်နှာပါတစ်ပေါ့လေတစ်ပြီးတော့အဲ့ဒီ toilet အခန်းကနေထွက်လာလိုက်တဲ့အခါအဲ့ဒီ toilet တကားကလေမတိုက်ပါမတိုက်နဲ့ကြီးဆိုပြီးချောင်းဆိုပိတ်သွားတကားကြီးပိတ်သွားပိတ်သွားရုံနဲ့မကဘူးအတွင်းထဲကဘူးသီးကိုနှိပ်ထားလိုက်တာဆိုတော့ခတ်ပြီးသားဖြစ်တယ်အဲ့တော့ဘုန်းကြီးကတော့ကိုမပိတ်ခဲ့တာသေချာတယ်အထဲထဲကနေပြီးတော့ချက်ချထားလိုက်တယ်အဲ့ဒါနဲ့ညကရှာတွေ့ထားတဲ့တော့ကလေးနဲ့ပြန်ပြီးတော့ဖွင့်လိုက်မှအဲ့ထဲကိုဖွင့်လို့ပြန်ပြီးတော့ရှာပြီးတော့ဖွင့်ရတယ်ထူးထူးဆန်းဆန်းတော့အဲ့ဒါတစ်ခုဖြစ်တယ်အထဲထဲကချက်ချသွားအဲ့လိုနဲ့အာယုံဆုံးကတ်တဲ့အခါကျတော့ခုနကတကားအိမ်ကိုကြွသွားတယ်ကြွသွားတော့ဘုန်းကြီးမေးအဲ့အိမ်ကြီးက ghost house ကြီးလားလို့ဆိုဟုတ်တယ်ဗျာ ghost house အဲ့ဒီအိမ်ရှင်ယောက်ျားကဆုံးသွားပြီအဲ့ဒီမှာရှိနေတော့ကျန်တဲ့မိသားစုတွေကမနေရတော့တခြားပြောင်းသွားကြဘုန်းကြီးရဟန်းတွေလာတဲ့အခါကျအဲ့ဒီမှာထားတယ် ghost houseဘုန်းကြီးဓာတ်ပုံရိုက်ယူလာခဲ့တဲ့အိမ်နံပါတ်က85ဓမ္မဆာလာအိမ်နံပါတ်85 ghost house ဆိုပြီးရေးထားတယ်အဲ့ဒါလို့ဂျုံတွေးရတာမျိုးရှိတယ်နော်အဲ့ဒါဘာဖြစ်လို့ဖြစ်တာတော့လဲဆိုတော့ဒါအတွေ့အတာရှိလို့ရှင်ဒီလိုဖြစ်